ကျွန်တော်တို့ဘာသာကျွန်တော်တို့လှုပ်ရှားခဲ့တဲ့ခေတ်အခြေအနေနဲ့အခုခေတ်ဘာသာလှုပ်ရှားတဲ့အခြေအနေတွေကတခြားစီဖြစ်သွားပြီလို့တော့ပြောလို့ရတယ်မတူတော့ဘူးပေါ့နော်ဒါပေမဲ့လည်းတချို့နေရာတွေမှာတော့တူတယ်တချို့နေရာတွေမှာတော့ကွဲလွဲတယ်အခြေခံအဖြစ်တော့တူတာတွေရှိပါတယ်ဒီလိုဗျကျွန်တော်တို့ခေတ်ဆိုတာတောင်မှကျွန်တော်တို့2000ကျွတ်ဝါရောင်တော်လန်ရေးကာလလှုပ်ရှားရတာနဲ့2012ထောင်ဝလွတ်လာပြီးနောက်ပိုင်းလှုပ်ရှားတာနဲ့ပုံသဏ္ဍာန်မတူဘူး2009တော့ကကျွန်တော်တို့လုံးဝ UG ပဲ2012နောက်ပိုင်းမှာကျတော့ကျွန်တော်တို့ကမြေပေါ်တက်လာပြီကျွန်တော်တို့ကပေါ်တင်တင်သွားလာတယ်လှုပ်ရှားတယ်စုဖွဲ့တယ်ဖိအားတွေလည်းပေးတယ်ဗျာကျွန်တော်တို့ကအခုမြေပြန့်ဒေသမှာရှိတဲ့မြို့ကြီးတွေပေါ့နော်ရန်ကုန်မန္တလေးမုံရွာတောင်ကူပြည်ပဲခူးပြီးတော့မြင်းကြံမိထ္ထီလာအကုန်လုံးပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးနေရာတွေမှာစုဖွဲ့တဲ့အခါအားကောင်းတယ်ကျောင်းတွေလည်းအများကြီးပဲလေမြန်မာနိုင်ငံမှာအရင်တော့ရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်မော်လမြိုင်တက္ကသိုလ်ဒီလောက်ပဲရှိတာအခုကျွန်တော်တို့ခေတ်မှာကျတော့တက္ကသိုလ်တွေကမှုလူပေါက်နေရဆိုတော့နေရာတိုင်းမှာကျွန်တော်တို့တက္ကသိုလ်တွေအများကြီးပဲကျောင်းသားတွေအများကြီးပဲကျွန်တော်စုတွားပြီးတော့စီးရုံးနေပေါ်တင်စီးရုံးနေကျွန်တော်တို့တမကတရားတွေဟောတယ်တမကတွေဖြစ်မြောက်လာအောင်လှုပ်ဆောင်တယ်ခရိုင်တမကတွေဖွဲ့တယ်အာကတတွေဖွဲ့တယ်အဲ့လိုအခြေအနေမျိုး ARD တိုင်းဆိုရင်တော့အခြေခံကျောင်းသားတမကအာကတတွေအားကောင်းတယ်ပေါ့ဟုတ်ပါတယ်ဒါပေမဲ့တောင်ပေါ်ဒေသပေါ့ဗျာအဲ့ကာလလာရှိုးတို့လွိုက်ကော်တို့မှာလောက်ရတာကိုင်းရတာအရန်ခက်တယ်လွိုက်ကော်မှာကျောင်းသားတမကဖွဲ့ရဆိုတာကဒါဒေသခံဒီဟောပေါ့နော်လူငယ်တွေအားကောင်းလို့လူငယ်တွေရဲ့အနောက်မှာကျွန်တော်တို့အကူအညီပေးနေတဲ့တောက်လျှောက်အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေပေါ့နော်နိုင်ငံရေးအင်အားစုတွေရှိတယ်ဒါကြောင့်မလို့ဒါအဲ့လွိုက်ကော်ဘက်မှာကျောင်းသားတမကတွေဖြစ်မြောက်လာတယ်ဒါပေမဲ့ဒီကျွန်တော်တို့တောင်ကြီးတို့လာရှိုးတို့ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်းတွေကျောင်းသားတွေအားနေတယ်ပြီးတော့မိဘတွေကိုလည်းဖိအားတအားပေးတယ်အဲ့လိုနေရာမျိုးတွေမှာကျွန်တော်တို့တမကဖွဲ့ရတာအရန်ခက်တယ်သူတို့ကဒီတိုင်းရင်းသားလူငယ်တွေပေါ့ဗျာတိုင်းရင်းသားလူငယ်တွေကျောင်းသားလှုပ်ရှားမှုတွေမှာပါလာမှာကိုလုံးဝမလိုလားဘူးပြီးအဲ့တိုင်းရင်းသားလူငယ်တွေကဒီလက်နက်ကင်အင်အားစုတွေနဲ့ချိတ်ဆက်ပြီးတော့သူတို့တော်လှန်မှာကိုသူတို့လုံးဝမလိုလားဘူးဒါကြောင့်မလို့အနှောက်အယှက်တွေအများကြီးပေးတယ်ပေါ့အဲ့လိုအခြေအနေမျိုးတွေကျွန်တော်တို့ကြုံရတယ်ပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့အခုကာလပေါ့နော်ကျွန်တော်တို့ဒီ2015နောက်ပိုင်းကျွန်တော်တို့လည်းတမကမှာမလုပ်တော့ဘူး2019 18 19 20အဲ့တောက်လျှောက်ပေါ့နော်ဒီအာနာမသိန်းခင်အထိတော့ကျောင်းသားတွေကအများကြီးပဲပေါ်ပေါက်လာတယ်ကျောင်းသားတမကတွေအများကြီးပဲပေါ်ပေါက်လာတယ်အဲ့လိုပုံစံမျိုးနဲ့ထွက်ပေါ်လာတယ်ဘာကတာတစ်ခုလည်းမဟုတ်ဘဲနဲ့တာကတာတွေရောဘာတွေရောအကုန်လုံးရှိတယ်ပေါ့နော်တက္ကသိုလ်တိုင်းမှာအဲ့တော့ကျောင်းတွေကဖွဲ့ပြီးတယ်ကျောင်းသားတမကတွေလည်းရှိတယ်ကျောင်းတွေကဖွဲ့ပြီးရဲဆိုတာဆရာတွေကနေပြီးတော့control လုပ်ဖို့အတွက်ဆရာဆိုတာလည်းအာဏာပိုင်ပေါ့နော်ဒီအစိုးရအလိုတော်ကြီးတွေက control လုပ်ဖို့အတွက်ဖွဲ့တဲ့တမကတွေဆိုတာရှိလာသေးတယ်ဒါတွေကတော့ရှင်းရှင်းပြောရရင်ကျောင်းသားညီညွတ်ရေးကိုပြိုကွဲအောင်ဖန်တီးရဲ့လုပ်ရတစ်ခုပါကျောင်းသားတွေကတော့တက်နိုင်တော့စုစည်းဖို့ညီညွတ်ဖို့ကြိုးစားကြတာပဲနောက်ပိုင်းကျတော့2021ရဲ့တော်လန်ရေးပေါ့နော်ဒီຫນွေဦးတော်လန်ရေးကာလမှာကျောင်းတွေကပိတ်သွားတာပြီးတော့ CDN လောက်ကြတယ်ကျောင်းသားတွေကကျောင်းမတက်ကြတော့ဘူးကျောင်းမတက်တဲ့ကျောင်းသားတွေကတမကဆက်လုပ်တယ်တချို့ကျတော့လည်းလက်နက်ကင်တော်လန်ရေးတွေရောက်သွားကြတာလည်းရှိတယ်ပေါ့ဘာလို့ဆိုတော့လူငယ်တွေကမခံကျင်စိတ်အဓိကများတယ်ပြီးတော့စစ်ကောင်စီကိုလက်နက်နဲ့တော်လန်မှပဲရတော့မယ်ဆိုတဲ့အတွေးခေါ်နဲ့လက်နက်ကင်တော်လန်ရေးတွေကိုရောက်သွားကြတယ်ဒီတမကလုပ်ငန်းမြေအောက်လုပ်ငန်းပေါ့မြေအောက်လုပ်ငန်းကိုပြန်လုပ်တဲ့အရေးအတွက်ကတော့တော်တော်လေးနည်းပါတယ်လုံနိုင်တာကလည်းပျောက်ကြားတပိတ်ဆန္ဒပြပွဲတို့ဘာတို့အဲ့လိုဟာမျိုးတွေနဲ့အခုမြေအောက်စီးရုံးရေးလုပ်ငန်းတွေဒါတွေရောလုံနိုင်တယ်ပေါ့နော်ကျွန်တော်တို့ ਨੇ ပြန်တူလာတာပေါ့ပြန်တူလာတာကကျွန်တော်တို့ရဲ့ဒီ UG လောက်တဲ့2009နဲ့အတိုင်းတာတစ်ခုတည်းနည်းနည်းပါတူလာတာမျိုးရှိတယ်ဒါပေမဲ့ကွာခြားချက်ကပါလဲဆိုတော့ကျွန်တော်တို့တုန်းကတယ်လီဖုန်းလည်းကောင်းကောင်းမရှိဘူး social media ဆိုတာလည်းကောင်းကောင်းမရှိဘူးအဲ့လိုဟာမျိုးတွေမရှိတဲ့ကြားတွေကကျွန်တော်လောက်ရတာအခုခေတ်မှာကျတော့အဲ့ဒါတွေရှိတယ်လူချင်းတယောက်နဲ့တယောက်မတွေ့ရင်တော့မှအနည်းဆုံး Zoom နဲ့ meeting တက်လို့ရတယ်အဝေးရလူတွေကိုကျွန်တော်တို့က online ပေါ်ကနေဆက်သွယ်လို့ရတယ်စီးရုံးလို့ရတယ်လှုံ့ဆော်လို့ရတယ်ဒီ social media ကိုအသုံးပြုပြီးမှကျွန်တော်တို့အများကြီးလုပ်လို့ရတယ်ရန်ပုံငွေဘာညာဆိုတာကျွန်တော်တို့ကအခက်အခဲတွေအများကြီးပဲရှိတယ်ဘေးကနေရမယ်ဆိုတာကျွန်တော်တို့မှမရှိဘူးအခုခေတ်မှာကျတော့အဲ့ဒါတွေကတိုးတက်လာတယ်လို့ပြောလို့ရတယ်
အဲ့တိုးတက်လာတဲ့အနေအထားပေါ်မှာမှုတည်ပြီးမှလည်းလုံနီးလုံဟန်တွေပြောင်းလဲလာတယ်အဲ့ဒါကိုတွေ့ရတယ်ဒါပေမဲ့အခြေခံအဖြစ်ကျွန်တော်တို့တူတယ်ဆိုတာကဘာလဲဆိုတော့ဘကတရဲ့ကင်ဆွဲထားတဲ့မူဝါဒတွေမပြောင်းလဲဘူးဘကတအမြဲတမ်းပြည်သူနဲ့တားတဲ့ရက်တည်တယ်စစ်အာဏာရှင်စနစ်ကိုစန့်ကျင်တယ်ကျွန်တော်ចောင်းသားတို့အခွင့်အရေးကိုတောင်းဆိုတယ်ဒီမိုကရေစီပညာရေးကိုတည်ဆောက်တယ်ကျွန်တော်ဘကတရဲ့ငြိမ်းချမ်းရေးမူဝါဒကိုကင်ဆွဲတယ်ဒါတွေပေါ့ဒါတွေကတော့အခြေခံမူဝါဒတွေမပြောင်းလဲပါဘူးလုံနီးလုံဟန်တွေကျွန်တော်တို့ရဲ့ဒါစမ်းတစ်လာတီထွင်လာတဲ့ဒီနီးပညာပေါ်အခြေခံပြီးတော့မှပြောင်းလဲသွားတာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့အခြေခံခုနပြောသဘောတရားရေးရာဘိုင်းမှာကျွန်တော်တို့ခုတည်းတူတူပဲအရင်ခေတ်ကဘာသာရေးနဲ့အခုခေတ်ဘာသာရေးနဲ့သဘောတရားရေးရာအခြေခံတွေမှာတူတယ်ဆိုလိုတာကဗျာဘယ်တော့မှပြည်သူလူထုအပေါ်တစ္ဆာမဖောက်ဘူးရန်သူနဲ့မပူပေါင်းဘူးအဲ့ဒီအဓိကကြတဲ့golden rule တွေကိုတော့မချိုးဖောက်ဘူးဆိုတာတော့တူပါတယ်ကျွန်တော်အဲ့လိုမြင်ပါတယ်ဗျကျွန်တော်တို့ဘာကတာများအဖွဲ့ချုပ်ဒီ2009စက်တင်ဘာမျိုးဆက်အနေနဲ့ပေါ့နော်ကျွန်တော်တို့ကနေပြီးတော့နောက်ထပ်မျိုးဆက်တွေကိုမျိုးဆက်သစ်တွေကိုဒီတမကအလံတော်လွှဲပြောင်းပေးအပ်တာတနည်းအားဖြင့်ပြောမယ်ဆိုတမကမျိုးဆက်ကိုလက်ဆင့်ကမ်းတာကျွန်တော်တို့အမြဲပြောနေကြဆိုသလိုရှိရင်ရင်ခုန်တန်ချင်းဝတ်မုံကူတာကြပြဆရာတွေပြောနေတယ်လို့ဆိုရင်တော့ဒါနှလုံးသားချင်းကြက်ပင်ထိုးတာဒါကျွန်တော်တို့လုပ်ရမယ်လုပ်ပဲကျွန်တော်တို့လုပ်ကိုလုပ်တယ်လုပ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့က2012မှာထောင်အားလွတ်ပြီးတမကဖွဲ့ပြီးကျွန်တော်တို့2016အထိ4နှစ်ပဲတာဝန်ယူတယ်ဒီ4နှစ်အတော်အတွင်းမှာကျွန်တော်တို့ကတမကအကျိုးညီလာခံအကျိုးစီဝေးခေါ်ပြီးတော့မှနောက်ထပ်မျိုးဆက်တစ်ခုလက်ဆင့်ကမ်းပေးခဲ့တယ်ကျွန်တော်တို့ဒီတမကဆိုတာကကျွန်တော်တို့အမြဲတမ်းမောင်ပိုင်စီးထားလို့ရတဲ့အရာမဟုတ်ဘူးနောက်ထပ်မျိုးဆက်သစ်တွေပေါ်ပေါက်လာပြီဆိုရင်ဒီចောင်းသားတွေလက်ထဲမှာပဲတမကအလံတော်ကရှိရမယ်လက်ရှိចောင်းတက်နေစေចောင်းသားတွေလက်ရှိចောင်းထဲမှာရှိတဲ့ចောင်းသားတွေသူတို့ကနေပြီးတော့ဒီတမကအလံတော်ကိုကင်ပြီးတော့မှចောင်းသားတို့အခွင့်အရေးအတွက်တိုက်ပွဲဝင်ရမယ်မတရားမှုတွေအတွက်တိုက်ပွဲဝင်ရမယ်ပြည်သူလူထုဘက်ကမျက်နှာမူပြီးတော့မှဒီဖောက်ပြန်တဲ့စစ်အာဏာရှင်တွေကိုတိုက်ပွဲဝင်ရမယ်ဒါကြောင့်မလို့ကျွန်တော်တို့ကနောက်ထပ်မျိုးဆက်တွေကိုကျွန်တော်လက်ဆင့်ကမ်းတာဖြစ်တယ်အဲ့ဒီလိုနေရာမှာလက်ဆင့်ကမ်းတယ်ဆိုတာကကျွန်တော်တို့လက်ထက်ကအလံကိုရော့အင့်ဆိုပြီးတော့ပြီးရောကျွန်တော်တို့ပြစ်ပေးခဲ့တာမျိုးမဟုတ်ဘူးစနစ်တကျမျိုးဆက်တွေကိုပြုစုပြိုးထောင်ပြီးတော့မှသူတို့လက်ထဲကိုဒီအလံကိုစနစ်တကျလွှဲပြောင်းပေးရခဲ့တာဖြစ်တယ်ညီလာခံတွေလုပ်တယ်အစည်းအဝေးတွေလုပ်တယ်ဒီအပြင်ကိုတိုက်ပွဲအတူတူဖျက်တမ်းတယ်ကျွန်တော်နဲ့အတူတူဒီရဲဘော်တွေကဆိုရင်2015ဒီမိုကရေစီပညာရေးတပိတ်ခရီးရှည်ချီတက်ပွဲမှာအတူတူဖျက်တမ်းခဲ့တဲ့ရဲဘော်တွေကိုယုံကြည်စိတ်ချစွာနဲ့ကျွန်တော်လွှဲအပ်ခဲ့တာဒါဆိုလို့ရှိရင်အခုနောက်မျိုးဆက်အတွက်ကို2021မျိုးဦးတော်လှန်ရေးမျိုးဆက်အတွက်ကိုဒီလိုသမဂအလံလွှဲပြောင်းပေးရမှုတွေမရှိဘူးလားဆိုတော့ရှိပါတယ်2015ပညာရေးတပိတ်မျိုးဆက်တွေက2021မျိုးတော်လှန်ရေးမျိုးဆက်တွေကိုသမဂအလံတော်လွှဲပြောင်းပြီးတော့မှတာဝန်တွေပေးအပ်တာမျိုးတွေရှိပါတယ်လုပ်ကိုလုပ်ရမယ့်ကိစ္စဖြစ်တယ်ဒါကအခုလက်ရှိမှာဒီတော်လှန်ရေးကြီးထဲမှာပါဝင်နေတဲ့ကျောင်းသားသမဂကိစ္စတွေလုပ်နေတဲ့ကျောင်းသားသမဂရဲ့အရေးတော်ပုံလှုပ်ရှားနေတဲ့ရဲဘော်တွေအများကြီးရှိတယ်သူတို့လက်ထဲကိုလည်းပဲလက်ရှိသမဂအလံတော်ကထားရှိရမယ်သူတို့ဒါကိုကင်ဆွဲပြီးမှတိုက်ပွဲဝင်ရမယ်ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်ဒီနိုင်ငံမှာမတရားမှုဖိနှိပ်မှုကျောင်းသားတို့အခွင့်အရေးချိုးဖောက်မှုတွေမတရားတဲ့အစိုးရတွေအာဏာရှိနေသေးတွေကတော့ကျောင်းသားသမဂမျိုးဆက်ဆိုတာဘယ်တော့မှကုန်ခန်းတော့မှာမဟုတ်ဘူးအမြဲတမ်းကိုဆက်ပြီးတော့စီစဉ်နေမှာပဲသူကမြင့်ရည်စီးသလိုပဲကျောင်းသားသမဂမျိုးဆက်ကဆက်ပြီးတော့စီစဉ်နေမှာပဲမနေ့ကစီးသွားတဲ့ရေကဒီနေ့မရှိတော့ဘူးဒီနေ့စီးသွားတဲ့ရေကလည်းမနေ့ဖြန်မှာရှိမှာမဟုတ်တော့ဒါပေမဲ့အဲ့ဒီနေရာမှာအမြဲတမ်းကဆက်လက်ပြီးတော့မှနောက်ထပ်ရေအစ်စ်တွေကျွန်တော်တို့ပြောမယ်ဆိုရင်ဒီစီးစင်းနေအောင်မယ်နောက်ထပ်မျိုးဆက်တစ်တွေကတော်လှန်တိုက်ပွဲဝင်နေအောင်မယ်ကျွန်တော်ကတော့အဲ့လိုပဲယူဆတယ်
ဘာကသားများအဖွဲ့ချုပ်ရဲဘော်များအပါအဝင်နိုင်ငံလုံးမှာရှိနေတဲ့အကြောင်းသားရဲဘော်တွေအားလုံးကိုကျွန်တော်ဒီနေရာကနေပြီးတော့နောက်ဆုံးအနေနဲ့ဒီအမှတ်တရစကားပေါ့ရိုးဝါရောက်တော်လိုင်းရေးနှစ်ပတ်လည်မှာပြောချင်ပါတယ်ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ចောင်းသူចောင်းသားတွေတမကဆိုတဲ့ခီးချမ်းကြီးကိုဖျက်ဆီးလာတဲ့ရှောက်မှာဖက်စစ်စနစ်နေချက်စနစ်စစ်အာဏာရှင်စနစ်အကုန်လုံးကိုတော်လှန်တိုက်ခိုက်လာတယ်အဲ့ဒါကကျွန်တော်တို့လူဖွဲ့စည်းတစ်ကိုတိဆောက်ချင်လို့ဗျမတရားရဲ့စနစ်တွေကိုကျွန်တော်တို့မကြိုက်ဘူးတရားမျှတတဲ့ပွင့်လင်းလွတ်လပ်တဲ့ကျွန်တော်တို့လူချင်းသွေးဆုံမှုကင်းနေဆိုရယ်လူဖွဲ့စည်းကိုကျွန်တော်တို့တိဆောက်ချင်လို့ကျွန်တော်တို့တော်လှန်ရေးလုပ်လာတာအဲ့မှာအသက်တွေဘဝတွေစတေးပြီးတော်လှန်ရေးလုပ်လာတာဆိုတော့ကျွန်တော်တို့အခုချိန်ထိအဲ့ပန်းနိုင်ကိုမရောက်ရှိသေးဘူးစနစ်ဆိုးကိုကျွန်တော်တို့မဖြတ်သိမ်းနိုင်သေးသလိုစနစ်တစ်ကိုကျွန်တော်မတိဆောက်နိုင်သေးဘူးအဲ့တော့ကျွန်တော်တို့သွားမယ်ခီးရဝေးလို့သေးတယ်စနစ်ဆိုးကိုကျွန်တော်တို့ဖြိုဖျက်ရုံနဲ့မပြီးဘူးကျွန်တော်စနစ်တစ်ကိုတိဆောက်ဖို့လည်းလိုအပ်တယ်အဲ့တော့ကျွန်တော်တို့ဒါကျူးဘာတော်လှန်ရေးမှာပါဝင်ခဲ့တဲ့အာဂျင်တီးနားနိုင်ငံသားဒေါက်တာချီဂွေဗာရာကပြောခဲ့တယ်တော်လှန်ရေးရဲ့ပထမဦးဆုံးတာဝန်ကပညာတတ်အောင်သင်မှုဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဟာကျောင်းသားတွေဟာပညာတတ်တွေဖြစ်အောင်တော်အောင်ထက်အောင်ကျွန်တော်တို့လေ့လာရမယ်တော်လှန်ရေးနဲ့ကျွန်တော်တို့လေ့လာရမယ်လေ့လာရေးနဲ့တော်လှန်ရမယ်ကျွန်တော်တို့ကစနစ်ဟောင်းကိုဖြိုဖို့အတွက်စစ်အာဏာရှင်ကိုရဲရဲတောက်ကျွန်တော်တို့စန့်ကျင်တော်လှန်နေတစ်ဖက်မှာကျွန်တော်တို့ညီဆွေးတောက်ပတဲ့ကျွန်တော်တို့ကျေပွင့်နေဖြစ်တယ်တစ်ဖက်မှာလည်းပဲကျွန်တော်တို့နိုင်ငံတစ်ကိုတိဆောက်ဖို့အတွက်ကျွန်တော်တို့ဟာခြုံမြထက်မြက်တဲ့ကျွန်တော်တို့ကပညာတတ်တွေဖြစ်ရမယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခေတ်ဆက်ဆက်ကျောင်းသားခေါင်းဆောင်တွေကျောင်းသားဟောင်းတွေရဲဘော်ကြီးတွေပြောခဲ့သလိုပဲကျွန်တော်တို့ဘာကတာကျောင်းသားဆိုတာညီလဲညီတယ်ခြုံလဲခြုံတယ်ဆိုတဲ့တောင်းဆိုချက်နဲ့ကျွန်တော်တိုက်ပွဲဝင်မှာဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်